မဟာရဲ့တငယ်ချင်းတွေကအလုတ်ကနေအပြန်လူရန်က2ယောက်ကဓာတ်နဲ့ထောက်ပြီးဓမြလာတိုက်ပါတယ်မဟာကချက်ချင်းရောက်လာပြီးဓမြလာတိုက်တဲ့သူတွေကိုကန်ထုတ်လိုက်ပါတယ်မမြင်ဘူးတဲ့မျက်နှာတွေကြောင့်အပြင်ကလူမဲရိပ်မိသွားတဲ့မဟာကသူ့ရဲ့တငယ်ချင်းတွေကိုထိရင်တက်ပြစ်မယ်လို့ဓာတ်နဲ့ထောက်ပြီးချင်းချောက်လိုက်ပါတယ်မနေ့ရက်တော့တာတက်ကစစ်ပွဲမှာသူတက်ခဲ့တဲ့လူတွေရဲ့ကျဲသီးကိုလူကိုပေးလိုက်ပါတယ်လူကတာတက်ကိုတိုက်ခိုက်ရေးအတွေ့အကြုံရအောင်စစ်မြေပြင်ကိုပို့လိုက်တာဖြစ်ပြီးမဟာကိုတော့သတင်းချက်လက်နဲ့ငွေကြေးကိစ္စတွေကိုကင်တွယ်ခိုင်းခဲ့တာဖြစ်ပါတယ်ကုန်တယ်မျိုးကိုရောက်လာတာနှစ်နှစ်ရှိပြီဖြစ်ပြီးအဲ့ဒီနှစ်နှစ်အတွင်းမှာသူဟန်ဆောင်ထားတဲ့အီကလီဆိုတဲ့နာမည်နဲ့လူအတိုင်းဝိုင်းမှာရောင်းတော့နေထိုင်ခဲ့ပါတယ်သူရဲ့အလားကုန်ပစ္စည်းအိုဟာရာဆိုတဲ့ brand ကိုလည်းအောင်မြင်မှုတွေရအောင်လုပ်နိုင်ခဲ့သလိုငယ်ရွယ်ပြီးအောင်မြင်တဲ့လူတစ်ယောက်အနေနဲ့ကောပွဲတွေအများကြီးကိုလည်းဖိတ်ကြားခံခဲ့ရပါတယ်အဲ့ဒီကနေပြီးအဆက်အသွယ်တွေအများကြီးရခဲ့သလိုသတင်းအချက်လက်ကိုရင်းတစ်ခုကိုလည်းဖန်တီးနိုင်ခဲ့ပါတယ်လူယုံမှာလူချမ်းသာတွေကိုတတ်ဖို့အတွက်သူဟန်ဆောင်ပြီးနေထိုင်ခဲ့တဲ့ဘဝစစ်စင်ရေးကလည်းနှစ်နှစ်ပြည့်တော့မှာဖြစ်ပါတယ်ညရောက်တော့လူကသူမရှိတဲ့အချိန်မှာမဟာကိုအလားကုန်ပစ္စည်းနဲ့အယောင်ကိစ္စတွေအကုန်လုံးကိုကင်တွယ်ဖို့အမိန့်ပေးလိုက်ပါတယ်ကုန်တယ်မျိုးရဲ့အိန္ဒိနာချင်းမျိုးကိုလည်းအလားကုန်ပစ္စည်းနဲ့အချိုတဲစရာအစားအစာတွေကိုဖြန့်ကျဲဖို့အတွက်နေရာတစ်ခုတွေ့ထားပြီးလို့မဟာကလူကိုတင်ပြလိုက်ပါတယ်အဲ့ဒီနေရာကအရင်တုန်းကကြော်ကြားတဲ့ကုမ္ပဏီတစ်ခုကပိုင်ဆိုင်ခဲ့တာဖြစ်ပြီးအဲ့ဒီကုမ္ပဏီကောင်းဆောင်ပြောင်းခဲ့တဲ့ကစီးပွားရေးကျဆင်းလာပြီးအဲ့ဒီကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေကလည်းနည်းနည်းချင်းဖျက်ရောက်လာလို့အခုချိန်ဝယ်ရင်အတင်းတော်ဆုံးလို့မဟာကပြောပါတယ်အမှန်တကယ်တော့အဲ့ဒီနေရာကမဟာရဲ့အဖေပိုင်ဆိုင်ခဲ့တာဖြစ်ပြီးသူ့ရဲ့အဖေညာလက်ယုံတစ္ဆဖောက်ကမဟာရဲ့မိဘတွေကိုတက်ပြီးကုမ္ပဏီကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်တယောက်တည်းကျန်ခဲ့တဲ့မဟာကသူ့အနေရှိတာကိုကြိုသိပြီးအခုနေထိုင်နေတဲ့ကုန်တယ်မျိုးကိုထွက်ပြေးလာခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်အဲ့ဒီမြေနေရာကုမ္ပဏီကိုလွှဲပြောင်းယူမယ်လို့မဟာကရွေထားတာဖြစ်ပါတယ်အဲ့ဒါကိုကြိုသိနေတဲ့လူကခွင့်ပြုလိုက်ပြီးအလုံးနဲ့ကိုကြီးကိုတာကိစ္စတွေကိုမရောဖို့ရောရင်လည်းအောင်မြင်အောင်လုပ်ဖို့အတွက်ပြောပါတယ်မဟာရဲ့တငယ်ချင်းတွေကရောက်လာပြီးသူတို့ကိုကယ်တင်ပေးလိုက်တဲ့အတွက်လူကိုလက်ဆောင်ပေးကျေးဇူးတင်လိုက်ပါတယ်နောက်နေ့မနေ့ရောက်တော့သူရောင်ဆောင်ထားတဲ့ဘွားကနေသူအရင်ဘွားကိုပြန်နေထိုင်ဖို့အတွက်တပင်အရောင်ကိုပြန်ပြောင်းလိုက်ပါတယ်ဒီမှာရှိတဲ့စီးပွားရေးတရင်ချက်လက်ရောင်ကိစ္စတွေသူတိဆောက်ခဲ့သမျှအရာတွေအကုန်လုံးကိုလူကမဟာကိုခေါင်းဆောင်အဖြစ်လွှဲပြောင်းပေးမယ်လို့ပြောပါတယ်ကျမအစားသူလှုပ်ထားတဲ့အယုတ်လေးကိုပေးလိုက်ပြီးတမိလူတွေကိုမယုံကြည်ခင်အရင်တနည်းဝင်ပါလို့သူ့ရဲ့အဖေကမသိခင်မှာခဲ့ပါတယ်အဲ့ဒါကြောင့်မို့မဟာကလူကိုအချိန်ချင်းတနည်းဝင်ခဲ့ပြီးသူ့မှာမော်စွမ်းအားရှိလို့သာလုတ်ကြံတက်ဖြတ်ရေးကိစ္စတွေမှာအသုံးချခြင်းလို့ခေါ်ခဲ့တာကိုသူနားလည်ကြောင်းပြောပြပါတယ်အဲ့ဒီလိုဆိုရင်တောင်လူကိုကိုကြီးရတာအရင်ပြောတယ်အချိန်ရရင်ရတယ်လို့သူ့စီလာလဲဖို့မဟာကပြောပြီးလူကထွက်သွားပါတယ်လမ်းမှာပြန်နေချိန်မကောင်းဆိုးဝဝင်ပလေကရောက်လာပါတယ်တာတက်ကသူစူးစမ်းထားတဲ့ရလက်ကိုပြကျင်လို့မကောင်းဆိုးဝဝင်ပလေတွေအကုန်လုံးကိုတက်ပြီးလူကိုတက်သိပြလိုက်ပါတယ်အိမ်ပြန်ရောက်တော့အမေဖြစ်သူကိုနှုတ်ဆက်ပြီးအဖေဖြစ်သူရှိတဲ့ရုံးခန်းကိုရောက်သွားပါတယ်အလိုက်ဝင်ပစ္စည်းနဲ့ main clip တွေအချိုတဲစရာအစားအစာတွေကအထက်တန်းစားတိုင်းမတိတဲ့သူမရှိသလောက်အရင်အောင်မြင်ကြော်ကြလာလို့အကုန်တဲ့အဖြစ်ဆက်နေခြင်းဆက်နေလို့ရကြောင်းအဖေဖြစ်သူကပြောပါတယ်ကုန်တဲ့တယောက်ဖြစ်လုပ်ခဲ့တာကပိုကောင်းတဲ့လုပ်ကြံတက်ဖြတ်ရေးတမဖြစ်လာဖို့လုပ်ခဲ့တာလို့လူကပြောပါတယ်နိုင်ငံအတွက်လုပ်ကြံတက်ဖြတ်ရေးတွေကိုသုံးပြီးကာကွယ်ပေးမဲ့သူတို့လုပ်ကြံတက်ဖြတ်တဲ့အမှုတွေတာပေါ်သွားရင်နိုင်ငံကသူတို့ကိုကာကွယ်ပေးမှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့အခုချိန်ကုန်တဲ့လုပ်ကိုပြောင်းလို့ရင်မိနိုင်သေးတယ်လို့အဖေဖြစ်သူကပြောပါတယ်ဒီနိုင်ငံမှာနေတဲ့လူတွေကသူ့အတွက်အရန်ရေးပါပြီးလုပ်ကြံတက်ဖြတ်ရေးအလုပ်ကိုပဲရွေးချယ်မှာဖြစ်ကြောင်းလူကပြောပါတယ်နောက်ပြီးဒီလုပ်ကိုရွေးတာကလည်းသူ့ရဲ့ဆရာဖြစ်သူဒီယာကိုလက်ထပ်ခြင်းလို့ဖြစ်ပြီးမျိုးသားတယောက်ရဲ့သမီးကိုလက်ထပ်ဖို့ကအထက်တန်းစားဖြစ်ဖို့လိုတာကြောင့်ဖြစ်ပါတယ်အယူမှုဖြစ်နေတဲ့သူ့ထက်တားကပိုပြီးယူနေလို့အဖေဖြစ်သူကရည်ပါတယ်တနိုင်ငံလုံးကိုဘေးနိုင်ငံတွေကိုပါမူရစ်စေတွေဖြန့်ဝင်နေတဲ့မျိုးစားလူချမ်းသာတယောက်ကိုအပြတ်ရှင်းပြရမယ်လို့ပထမဆုံးလုပ်ကြံတက်ဖြတ်ရေးမရှင်ကိုပေးမယ်လို့အဖေဖြစ်သူကပြောပါတယ်လူကလည်းအဲ့ဒီမရှင်ကိုပြည့်စုံစုံလုပ်ပါမယ်လို့ပြောပါတယ်အရင်ဆုံးအနေနဲ့အဲ့ဒီမျိုးစားလူချမ်းသာကမူရစ်စေတွေကိုတနိုင်ငံလုံးကိုရောင်းချနေတာဟုတ်လားမဟုတ်လားဆိုပြီးသတင်းချက်လက်တွေကိုအတည်ပြုဖို့အတွက်မဟာစီကိုလှုပ်ရစာရေးပြီးခိုးနှက်ပို့လိုက်ပါတယ်နောက်နေ့ညရောက်တော့အဲ့ဒီမျိုးသားလူချမ်းသာကိုတတ်ဖို့အတွက်အဲ့ဒီမျိုးသားလူချမ်းသာနေနေတဲ့မြို့ကိုရောက်သွားပါတယ်မြို့ထဲမှာသွားနေတုန်းလူမရှိတဲ့လမ်းကြိုလမ်းကြားထဲမှာကောင်းမလေးတယောက်ကယူလာရောက်ပါတယ်အဲ့ဒီရုပ်ကိုမြင်ကြည့်လိုက်တော့မွေးစေးပါနေတာကိုလူကသိသွားပါတယ်ရောက်နေတဲ့ယူဘူးအကုန်လုံးကိုခွဲပြစ်လိုက်တဲ့အချိန်လူထဲကိုမွေးစေးထည့်ရောက်နေတဲ့လူရန်ကအဖွဲကရောက်လာပါတယ်အချိန်မဲ့အဲ့လူရန်ကအဖွဲကိုမှောက်သိမ့်လိုက်ပါတယ်လူရောက်နေတဲ့ကောင်းမလေးရဲ့အမေကမွေးစေးဆွဲနေတာဖြစ်ပြီးမွေးစေးမဆွဲတော့တဲ့ခန္ဓာကိုယ်ဖြစ်လူကလုတ်ပေးလိုက်ပါတယ်ညနေရောက်တော့သူစုံစမ်းခိုင်းထားတဲ့လူချမ်းသာကမွေးစေးဖြန့်ဝင်လားမဖြန့်ဝင်ဘူးလားဆိုတာကိုမဟာကသတင်းပို့လိုက်ပါတယ်လျှို့ဝှက်စာကိုဖတ်ပြီးအဲ့ဒီမျိုးစားလူချမ်းသာကမွေးစေးဖြန့်ဝင်တာမှန်ကန်တော့လုပ်ကြံဖို့အတွက်ပြင်ဆင်ပါတော့တယ်မနေ့ရောက်တော့မဟာကတာတဲနဲ့ဆက်ဆံရေးဘယ်လိုနေလဲဆိုတာကိုမေးပါတယ်လူရိုးကြီးလူကတော့နားမလည်နိုင်ဖြစ်နေပါတယ်တာတက်ကလူအပေါ်တမီးသားဆက်ဆံရေးလိုချင်နေတာဖြစ်ပြီးသူလည်းတမီးသားဆက်ဆံရေးလိုချင်ကြောင်းပြခွင့်ပတ်ပါတယ်မဟာနဲ့တာတက်ကမိသားစုဝင်တွေဖြစ်ပြီးတမီးသားဆက်ဆံရေးရှိလာမှာမဟုတ်ဘူးလို့လူကပြောပါတယ်တရားဖြစ်သူဒီဟာရှိသေးတာကြောင့်မှတ်လာလို့မဟာကမေးပါတယ်တာတက်နဲ့သူနဲ့ကဒုတိယမြောက်မင်းငယ်ဒါမှမဟုတ်တတိယမြောက်မင်းငယ်ဖြစ်စစ်ထဲမှာထားမှာမဟုတ်ကြောင်းမဟာကပြောပါတယ်ဒါပေမဲ့အလက်ကုန်ပစ္စည်းလုပ်ငန်းနဲ့သတင်းချက်လက်ကွင်းရမှာပယ်ချရင်တော့ပယ်ချလို့မရတဲ့အရေးကြီးတဲ့သူတယောက်ဖြစ်လာရင်အဲ့ဒါကိုချက်ကင်ပြီးလူနဲ့လက်ထပ်မယ်လို့မဟာကပြောပါတယ်လူကငါတင်ပေးထားတဲ့နီလန့်တွေကိုသုံးပြီးငါ့ကိုပြန်ပြီးအချက်ကင်လိုက်မယ်လို့မထင်ထားတာကြောင့်တကယ်ကိုထူးခြားတဲ့တပည့်ပဲလို့မဟာကိုချီးမွမ်းပါတယ်မျိုးသားလူချမ်းသာရဲ့အိမ်ကိုရောက်တော့အဲ့ဒီမျိုးသားလူချမ်းသာရဲ့မိမကထွက်ပြီးကြိုပါတယ်အမှန်တကယ်တော့လူကအလက်ကုန်ပစ္စည်းရောင်းရင်းနဲ့အဲ့ဒီလူချမ်းသာကမွေးစေးတွေကိုတနိုင်ငံလုံးကိုအိန္ဒိနာချင်းဘေးနိုင်ငံတွေကိုပါရောင်းနေလားဆိုတာကိုလာတီးပြတာဖြစ်ပါတယ်မျိုးသားရဲ့မိမကိုလက်ကုန်ပစ္စည်းရောင်းနေရင်းနဲ့အဲ့ဒီမျိုးသားကထွက်လာပါတယ်ညရောက်ရင်အဲ့တဲ့တွေကိုဖိတ်ခေါ်ထားတယ်လို့မျိုးသားကပြောပြီးထွက်သွားပါတယ်ညရောက်တော့သူ့ရဲ့လက်ကုန်ပစ္စည်းတွေကိုတခြား main grade တွေကိုကျညာရင်းနဲ့မျိုးသားစီကနေသတင်းချက်လက်တွေကိုလူကနှိုက်ယူနေပါတယ်ရှက်ပေါင်းမျိုးစွာကြာပြီးရဲ့နောက်မျိုးသားကညမဲခင်ဝိုင်လေးတောက်ပြီးရှုကင်းကိုခံစားတတ်တယ်လို့မျိုးသားရဲ့မိမစီကသတင်းချက်လက်ရထားပါတယ်အဝေးတနေရာကနေစနိုက်ပါနဲ့မျိုးသားထွက်လာမဲ့အချိန်ကိုစောက်ပြီးပြစ်တက်လိုက်ပါတယ်မိမဖြစ်သူကထွက်လာပြီးငိုယိုနေတာကိုတွေ့သွားတဲ့လူကစိတ်ထဲမှာစိတ်မကောင်းဖြစ်နေလို့တာတက်ကလာပြီးနှိမ့်သိပ်ပေးပါတယ်နောက်နေ့မနေ့ရောက်တော့ကမ်းခြေမှာအပန်းဖြစ်နေရင်လူကမဟာကိုလူတွေလက်နဲ့လုံးဝ
လုံးဝမဖန်တီးနိုင်တဲ့နက်ဖျားလက်နက်အကြောင်းကိုစုံစမ်းခိုင်းထားပါတယ်။အဲ့ဒီလက်နက်ကလှန်ရှည်မျိုးစားဖြစ်ပြီးသူရဲကောင်းအဖြစ်အနီးကပ်ဆုံးလူစီကနေဝယ်ဖို့အတွက်ညှိနှိုင်းနေကြောင်းမဟာကရှင်းပြပါတယ်။နောက်ပြီးလူရဲဆရာဖြစ်သူဒီယာရဲ့နိုင်ငံမှာပြည်တွင်းစစ်တွေဖြစ်နေပါတယ်။ဒီယာရဲ့အိမ်တော်တောင်မှစစ်ပွဲထက်မှာပါဝင်လာပြီးတစ်ဖက်ရန်သူမှာဒုက္ခပေးနေတဲ့သူရဲကောင်းဖြစ်အနီးကပ်ဆုံးလူကပါဝင်နေတယ်လို့မဟာကပြောပါတယ်။လူကအရန်စိတ်ပူသွားတော့ဒီယာစီကိုအပြင်ဆုံးရောက်သွားပါတယ်။လူကသူရလာတဲ့အချက်လက်တွေကိုဒီယာကိုပြပြလိုက်ပြီးဒီယာအနေနဲ့ဘာမှစိတ်ပူစရာမလိုကြောင်းအကုန်လုံးအစီပြေကြောင်းပြောပြပါတယ်။လူကကုန်တယ်ဖြစ်ဟန်ဆောင်ထားတဲ့မျက်နှာဖုံးရဲ့ဆက်သက်တွေနဲ့ဒီယာရဲ့မိသားစုကိုလုံခြုံပေးကင်းတဲ့မြို့ကိုပို့လို့ရကြောင်းပြောပါတယ်။ဒါပေမဲ့ဒီယာကဒီမြို့ရဲ့မြို့သားသမီးဖြစ်မွေးဖွားလာပြီးပြည်သူတွေကိုဘယ်တော့မှမဆွတ်ပြစ်ကျင်တာကြောင့်ဒီမြို့ကနေဘယ်တော့မှမထွက်ခွာဘူးလို့လူကိုညှင်းလိုက်ပါတယ်။စစ်ပွဲကတော့မလဲမသွေဖြစ်လာမှာမို့သူနဲ့ရတော့အချိန်လေးမှာမြို့ထဲပတ်သွားလျှောက်လေဖို့လူကိုခေါ်သွားပါတယ်။မြို့ထဲမှာလျှောက်လေနေရင်ဘေးနားမှာသွားနေတဲ့လူတော်တော်များများကစစ်မှုထမ်းဟောင်းတွေဖြစ်နေတာကိုလူကရိပ်မိသွားပါတယ်။အမှန်တကယ်တော့စစ်ပွဲဖြစ်ရင်သူတို့ကိုသူတို့ကာကွယ်ဖို့အတွက်အခြေခံကိုယ်ကပညာတွေကိုသင်ပေးထားတာလို့ဒီယာကရှင်းပြပါတယ်။ဒီလိုနဲ့ဂိမ်းတွေအတူဆော့နေတဲ့စာတွေစားမြို့ထဲပက်လက်နေရင်လမ်းပြောင်းနေတဲ့ကလေးတယောက်ကိုတွေ့သွားပါတယ်။လူကလမ်းပြောင်းနေတဲ့ကလေးကိုကူညီပေးလိုက်လို့ဒီယာကအထူးကျေးဇူးတင်တဲ့အနေနဲ့လူနဲ့အတူတူရေပူဆန်းမှာသွားပြီးရေချိုးပြီးအတူတူပျော်ပါနေပါတယ်။ညနေရောက်တော့လူကပြန်ရမယ့်အချိန်ကိုရောက်နေပါပြီ။ဒီယာကလူကိုတေးသေးချာချာနှုတ်ဆက်ပြီးလူကပြန်သွားပါတယ်။အဲ့ဒီချိန်ပြည်သူတွေလိုဟန်ဆောင်ထားတဲ့စစ်သားတွေကိုဒီယာကစစ်သားတွေလိုပြန်နေတဲ့အကြောင်းပြောပြီးစစ်တပ်ကနေလူကိုတေးသေးချာချာနှုတ်ဆက်ပြီးငိုကြွေးလိုက်ပါတယ်။နောက်နေ့မနေ့ရောက်တော့သူတို့ရဲ့အိမ်မှာလူတစ်ယောက်ကဒိုင်ယာတွေအပြင်းထန်ရနေပြီးအိပ်ပျော်နေပါတယ်။လူကဘာဖြစ်လို့လဲလို့သတင်းချက်လက်တွေကိုမင်းနေတဲ့အချိန်ဒီဒိုင်ယာတွေနဲ့အိပ်ပျော်နေတဲ့သူကဒီယာကိုတတ်ဖို့အတွက်အလုတ်လာကမ်းလှမ်းတာဖြစ်ပါတယ်။အခုချိန်မှာဒီယာရဲ့နိုင်ငံနဲ့တခြားနိုင်ငံတွေကစစ်ဖြစ်နေကြသလိုဒီယာရဲ့နိုင်ငံကတိတိတတ်တာအရှုံးဘက်ကိုရောက်နေလို့မြို့တွေနယ်တွေကိုဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ဒါပေမဲ့ရန်သူတခြားနိုင်ငံကဒီယာလိုချစ်စရာကောင်းပြီးမော်ဆောင်အားရှိနေတဲ့သူကိုလက်မလို့ချင်တာကြောင့်ဒီယာကိုသူတို့ရဲ့နိုင်ငံရဲ့လူတစ်ယောက်နဲ့ပေးစားချင်တာကြောင့်ဒီယာနဲ့လက်ထပ်ဖို့အတွက်လာကမ်းလှမ်းပါတယ်။ဒီယာကလည်းမလိုအပ်တဲ့သွေးစွန်းမှုတွေကိုကာကွယ်ဖို့အတွက်အဲ့ဒီကမ်းလှမ်းချက်ကိုလက်ခံလိုက်ပါတယ်။ဒါပေမဲ့ဒီယာရဲ့စစ်သားတွေကသဘောမတူပဲရန်သူဘက်ကလက်ထပ်ဖို့ကမ်းလှမ်းလာတဲ့တပ်သမတ်တွေကိုတောင်တပ်ဖြတ်ခဲ့ပါတယ်။အဲ့ဒီမှာဒီယာရဲ့အဖေကဒီယာကိုဟန်ဆောင်ပြီးတပ်ဖြတ်လိုက်ရင်ဒီကိစ္စတွေအကုန်လုံးပြီးသွားမှာဖြစ်ကြောင်းလူရဲ့မိသားစုကိုအကူအညီတောင်းတာဖြစ်ပါတယ်။လူရဲ့အဖေကဒီအလုပ်ကမင်းကိုလွှဲပြောင်းပြီးလှုပ်စေခြင်းတယ်လို့ပြောပါတယ်။အမေရိကန်ဆိုရင်သူတို့ရဲ့မိသားစုမှာတခြားနိုင်ငံရဲ့အရှုပ်ရှင်းပြဿနာတွေကိုဝင်မပါရဘူးဆိုတဲ့စီးမြဲတစ်ခုရှိပါတယ်။ဘာဖြစ်လို့အဲ့ဒီစီးမြဲကိုချိုးဖောက်ပြီးဒီအလုပ်ကိုလက်ခံလိုက်တာလဲလို့လူကသူ့ရဲ့အဖေကိုမေးပါတယ်။အဖေရဲ့ဘဝမှာချမှတ်ထားတဲ့စီးမြဲကိုချိုးဖောက်ဘူးလားဆိုလို့မင်းရဲ့အမေအတွက်ပဲရှိတယ်လို့ပြောပါတယ်။အမေရိကန်တော့မင်းရဲ့အမေကဒီယာရဲ့မျိုးဆက်ကနေဆင်းသက်လာတာဖြစ်ပြီးဒီယာနဲ့မင်းနဲ့ကမော်နမတဝင်းခွဲဖြစ်ကြောင်းဒီယာရဲ့အဖေကရှင်းပြပါတယ်။လူတွေဒီအလုပ်ကိုလက်ခံလိုက်ပြီးညနေရောက်တော့သွားဖို့အတွက်ပြင်ဆင်ပါတယ်။တာတဲကသူနဲ့အတူလိုက်ချင်ကြောင်းပြောပါတယ်။ဒါပေမဲ့သွားရမယ့်ခီးကတော်တော်လေးဝေးတဲ့အပြင်တာတဲလိုက်နိုင်မှာမဟုတ်ဘူးလို့လူကရှင်းပြပါတယ်။ခီးအဆုံးထိလိုက်မှာမဟုတ်ပဲခီးရဲ့တဝက်လောက်ပဲလိုက်မှာဖြစ်ကြောင်းတာတဲကပြောပါတယ်။မော်ဆွမ်းအားနဲ့အမြင်ပြည့်နေတဲ့အချိန်လေတုံးတုံးကအရန်မြင့်တာကြောင့်တာတဲကအရှိမမော်ဆွမ်းအားတိုင်းကတစ်ခုဖန်တီးလိုက်ပြီးပြေးရင်သူ့အတွက်မော်ဆွမ်းအားချွေတာနိုင်မှာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲတာတဲအနေနဲ့ရုပ်ပိုင်းဆိုင်ရာကိုစိတ်ပိုင်းဆိုင်ရာကိုပါအားရင်ပြတ်လိုက်နိုင်တာလည်းရှိပါတယ်။တာကဲကတော့သူ့ကိုကဲခဲ့တာကမော်ဆွမ်းအားရှိနေပြီးလက်နက်တစ်ခုအဖြစ်သုံးချနိုင်တာကြောင့်သူ့ကိုကဲခဲ့တာကိုသိနေပါတယ်။ဒါပေမဲ့တာမန်သူတွေဆိုအရန်ဝန်းထဲမှာဖြစ်ပြီးသူကတော့လူရဲ့အပေါ်မှာတပွားလုံးပုံအပ်ထားပြီးလူအနေနဲ့လက်နက်ဖြစ်စေခြင်းဖြစ်စေရမယ်လို့ငိုကြွေးဝန်းနေခဲ့ပါတယ်။ပြင်းနေရင်နေ့တွေညတွေကုန်လာတဲ့အချိန်မှာတော့တာတဲရဲ့မော်ဆွမ်းအားကကုန်ခန့်လာပြီးမော်နဲ့ကာထားတဲ့ဒိုင်းကလည်းပျက်စီးပြီးတွန်းထွက်သွားပါတယ်။ကိုမှသူ့ကိုချစ်တယ်လို့ဖွင့်ပြောခြင်းပေမဲ့လည်းပိုင်ဆိုင်ထားပြီးသားသူတယောက်ရှိတာကြောင့်ဟန်ဆောင်အပြုံးလေးနဲ့ပဲပြန်လာခဲ့ပါဆိုပြီးတာတဲကလူကိုပြောပါတယ်။လူကလည်းသူရှိရတဲ့သူနဲ့အတူတူပြန်လာခဲ့မယ်လို့ပြောပါတယ်။ကိုရောက်တော့အင်အား1500လောက်ရှိတဲ့ရန်သူကအင်အား200လောက်ပဲရှိတဲ့ဒီယာဘက်ကစစ်သားတွေကိုမနိုင်လို့တောက်ခံထားရပါတယ်။အမှန်တကယ်တော့ဒီယာကစိုင်ထဲမှာမော်ဆွမ်းအားနဲ့ပြုတ်ထားတဲ့တနက်နဲ့ထိုင်ပြစ်နေရကြောင်းအခုထက်ထိရန်သူဘက်ကတောက်နာသေးတာကိုလူကအဖြေရှာထုတ်သွားပါတယ်။အနောက်ကနေပြီးရန်သူဘက်ကရရှိတွေကိုစနိုက်ပါနဲ့ပစ်ပြီးစစ်ဖို့ပေးနေပါတယ်။ရန်သူဘက်ကအနောက်ဘက်ကနေပစ်နေတာလည်းသိကောလူရှိတဲ့နေရာကိုမြားတွေနဲ့ပစ်လိုက်ပါတယ်။မော်ဆွမ်းအားတိုက်တာနိုင်တဲ့ကြောက်တွေကိုမော်ဆွမ်းအားအပြစ်ထည့်ပြီးမြားနဲ့ရန်သူတွေကိုပစ်လိုက်ပါတယ်။ဖီယိုဖျဲဖြစ်နေတဲ့ရန်သူတွေကိုဒီယာရဲ့စစ်သားတွေကချက်ချင်းပဲတကားကနေထွက်လာပြီးတိုက်ခိုက်ပါတယ်။လူတွေအာယုံလွှမ်းထားခံရနေတဲ့ရန်သူတွေရဲ့အငိုက်ကိုတုံးချပြီးဒီယာစီကိုအမြင့်ဆုံးရောက်နိုင်မဲ့နီလန်းကိုရှားလိုက်ပါတယ်။လမ်းမှာတင်နေတဲ့ဒီယာနဲ့တူတဲ့စစ်တဲ့ကောင်းမလေးကိုခေါ်လာပြီးဒီယာစီကိုရောက်လာပါတယ်။ဟန်ဆောင်တင်မဲ့အစီအစဉ်ကိုလှုပ်ဆောင်တော့မဲ့အချိန်မှာပဲသူရဲ့ခေါင်းပြအနီးကပ်ဆုံးလူကနက်ဖျက်လက်နဲ့ပစ်လိုက်တော့အတက်ကိုချက်ချင်းချင်းမိသွားတဲ့လူကဒုံးကြီးတစ်ခုကိုဖမ်းလိုက်ပြီးပစ်လိုက်ပါတယ်။ဒါပေမဲ့နက်ဖျက်လက်နဲ့ဆိုတဲ့အတိုင်းဘာမှမဖြစ်ပဲလှန်ကသူတို့နေတဲ့ဆိုင်အိမ်ကိုရောက်သွားတော့ပောက်ကွဲသွားပါတယ်။လှန်ကလည်းပိုင်ရှင်ရှိတဲ့သူစီကိုရောက်သွားပါတယ်။လူကအမျက်ကိုချက်ချင်းဖန်တီးပြီးပစ်လိုက်ပေမဲ့သူရဲ့ခေါင်းပြအနီးကပ်ဆုံးသူကခေါင်းပေါက်ရင်တော့ပဲပေါက်ပြီးပြန်ထားလာပါတယ်။စိတ်ခံစားချက်နဲ့လိုက်မော်ဆွမ်းအားမြင့်တင်ပေးနိုင်တဲ့သူရဲ့ခေါင်းပြအနီးကပ်ဆုံးသူရောက်လာရင်ဒီယာဟန်ဆောင်တေးတိုက်ကလည်းအချင်းကြီးပဲဖြစ်တာကြောင့်ဒီယာအဖေကဒီယာကိုခေါ်ပြီးပြေးဖို့လူကိုပြောပါတယ်။အဲ့ဒီလူရဲ့နာမည်ကစန်ထန်တာပြည်တွင်းစစ်ကိုအဆုံးသတ်ပေးတာဖြစ်ပြီးဘယ်သူမှမတားဆီးနိုင်တော့တော်ဝင်မိသားစုကပါအရှုံးပေးခဲ့တာဖြစ်ကြောင်းဒီယာအဖေကရှင်းပြပါတယ်။မဟာဆောင်စမ်းပေးထားတဲ့အချက်လက်တွေကြောင့်ဒီလူကသူရဲ့ခေါင်းပြအနီးကပ်ဆုံးလို့လူကသိထားမိသွားပါတယ်။စန်ထန်တာကသူ့ကိုတပွားတစ်လျှောက်လုံးမှာဒီလိုထိုင်ရပေးနေတာဆိုလို့လူမင်းတယောက်ပဲရှိတာကြောင့်တယောက်ချင်းစီတိုက်ဖို့အတွက်စိန်ခေါ်လိုက်ပါတယ်။လူကလုံးကျန်တက်ဖြတ်ရေးတမဖြစ်တာကြောင့်တယောက်ချင်းရှင်းတိုင်းရှုံးမှာဖြစ်ပါတယ်။ဒုံးကြီးတစ်ခုကိုဖန်တီးလိုက်ပြီးအဝေးကိုပစ်လိုက်တဲ့အချိန်တကယ်လို့တယောက်ချင်းရှင်းတိုင်းလို့နိုင်သွားရင်ဒီစစ်ပွဲကရက်တက်မှာဖြစ်တာကြောင့်လူကသူနဲ့အတူဒီယာအဖေကိုလိုက်ခဲ့ဖို့ပြောပါတယ်။ကိုရောက်တော့နှစ်ဖက်စလုံးရဲ့စစ်သားတွေကိုနောက်ဆုတ်ခိုင်းလိုက်ပြီးလူကစရက်နာနဲ့စကားပြောနေတဲ့အချိန်သူပြစ်လိုက်တဲ့ဒုံးကြီးရောက်လာမယ့်အချိန်ကိုစောက်ပြီးအချိန်ဆွဲနေပါတယ်။တကယ်လို့ငါနိုင်ရင်ဒီယာနေတဲ့နေမြေကိုလုံးဝမထိစေရဘူးလို့အမခံနိုင်ရင်မင်းနဲ့အတူတိုက်မယ်လို့လူကစရက်နာကိုပြောပါတယ်။တယောက်နဲ့တယောက်နဲ့စကားတွေပြောပြီးလူကအချိန်ဆွဲနေပါတယ်။ဒီအကျွေးစီးတစ်စီးအောက်ကျလိုက်ရင်တိုက်ပွဲစမယ်လို့လူကပြောလိုက်ပါတယ်။အကျွေးစီးအောက်ကျလာတဲ့အချိန်မှာပဲသူပြစ်လိုက်တဲ့ဒုံးကြီးကသူရဲ့ကောင်းစရက်နာစီကိုပြုတ်ကျလာပြီးအရန်ပြင်းထန်တဲ့နျူကလ িয়ার ပောက်ကွဲမှုကြီးဖြစ်ပေါ်လာပါတယ်။ဒီဒုံးကြီးကအရင်ဘဝ
မှာတုန်းကစမ်းသပ်ပေမဲ့အောင်မြင်မှုမရခဲ့တဲ့ဒုံးကျည်ဖြစ်ပါတယ်။ဂြိုဟ်တုကနေဒုံးကျည်လမ်းပစ်လိုက်ပြီးကမ္ဘာလေကြောင်းတော့ရောက်တော့အမြန်နှုံးကြောင့်ဒုံးကျည်ကလေထဲမှာနေပောက်ကွဲသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီဘက်ကပါမှာတော့မှော်ဆွဲအားနဲ့ဒုံးကျည်ရဲ့အမြန်နှုံးကိုကာကွယ်ပေးနိုင်တာကြောင့်အောင်မြင်သွားတာဖြစ်ပါတယ်။ပောက်ကွဲအားကအရန်ပြင်းထန်တော့မှော်ဆွဲအားနဲ့ကာပေမဲ့လည်းလူကလွတ်ထွက်သွားပါတယ်။ဒီရကရောက်လာပြီးအပြန်လည်စကားပြောနေရင်လူကနမ်းလိုက်ပါတယ်။စစ်ပွဲလည်းပြီးတော့လူကအိမ်ပြန်ရောက်လာပြီးနေ့စဉ်လုပ်နေကြအလုပ်တွေကိုဆက်လုပ်ပါတယ်။လူရဲ့ကြိုးစားမှုကအရန်ကောင်းလုံးလို့အဖေဖြစ်သူကချီးမွမ်းနေပါတယ်။နောက်ပြီးသူတို့ရဲ့နိုင်ငံမှာသူရဲကောင်းပေါ်လာပြီးဖြစ်ပြီးမိစ္ဆာပင်လည်းပေါ်လာမှဖြစ်ကြောင်းအဖေဖြစ်သူကလူကိုပြောပါတယ်။တက်ထန်းတန်ကသူရဲကောင်းမဟုတ်ကြောင်းလူကသိသွားပါတယ်။သူရဲကောင်းကတော့တဲဘော်ကနေဆင်းပြီးစစ်သားတွေကိုကြည့်နေပါတယ်